ကစုံရွက်လေးကြော်ပါမယ်အိုးရဲကိုစီစနွန်းနဲ့တက်တက်မီလေးထည့်စီတက်ပြီးတော့ရေတန့်အောင်ဆေးထားတဲ့ကစုံရွက်ကလေးတွေထည့်ကြော်လိုက်ပါမယ်ကစုံရွက်လေးနွမ်းမီဆိုမှငရုတ်သီးစိမ်းကြက်သွန်မြူချောင်းခရူးစီနဲ့စားတို့ထည့်ပြီးတော့တမအောင်မှွေပြီးကြော်ပေးလိုက်ပါမယ်ဒီနီထားလေးဆိုရင်တော့စားလို့ကောင်းပြီးတော့အရသာရှိတဲ့ကစုံရွက်ကြော်လေးရပါပြီဒါဆိုရင်တော့ကစုံရွက်ကြော်လေးလည်းရပြီဒါဆိုရင်တော့မြို့သတိရှာလေးဘာကိုပြန်ပိတ်မယ်ခဏလေးကြာလေးတခြားလုံအောင်ပိတ်ပြီးပြီဆိုရင်ရပြီ